ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Luxury all-wheel drive 7-seat ကားလေးစီးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဟုတ်ပါတယ် Honji H7 SUV 3.0T V6 7-seat ကားလေးပဲဖြစ်ပါတယ်အရင်က Honji H7 ကားနဲ့ဘာတွေကွာခြားသွားလဲဆိုတာကိုကြည့်လိုက်ရအောင် Honji H7 ကားရဲ့ share design ကလှပထင်ရှားပြီး share ပုံမှာလည်းခန်းနာလှပတဲ့ logo design ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ကားရဲ့ကြီးမားခန့်ညားလာတဲ့ပုံစံနဲ့ LED မီးလုံးဒီဇိုင်းတွေက luxury မှုရအောင်ပုံဖော်ပေးထားပါတယ်။ဒီကားမှာဆိုရင်အရှည် 9035mm အနံ 1989mm အမြင့် 1956mm ရှိပြီးဘိန်းရှည်ကွာဝေး 3008mm ဘိန်းရွယ်စားအနေနဲ့255မြင်းဆောင်45R20 ဖြစ်တာကြောင့်ကြီးမားတဲ့ SUV ကားစီးဖြစ်ကြောင်းကိုဖော်ပြနေပါတယ်။အရင်က Honji H7 ကားနဲ့အခုကားရဲ့ကွာခြားချက်ကတော့ဘိန်းခွေဒီဇိုင်းပဲဖြစ်ပါတယ်။အရင်ကကားရဲ့ခွေဒီဇိုင်းကရိုးရှင်းပြီးယခုပုံစံကတော့ဆန်းသစ်လှပတဲ့ပုံစံကိုဦးစားပေးပုံဖော်ထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒါအပြင် original black box လည်းပါဝင်လာပါတယ်။အင်ဂျင်မျိုးစားကတော့ 3.0T supercharged V6 engine ဖြစ်ပြီးမြင်းကောင်ရည် max power 339 horsepower ဝန်းကျင်ရုံးအား max torque 445 nanometer ဝန်းကျင်ရှိပါတယ်။ HP automatic transmission နဲ့ all-wheel drive AWD စနစ်ပါဝင်တာမို့လို့ acceleration နေနဲ့0 to 100 km/h ကို 7.8 second ဝန်းကျင်နဲ့ရောက်ရှိနိုင်တာပဲဖြစ်ပါတယ်။ Air suspension system နဲ့ continuous damping control CDC တို့ပါဝင်တဲ့အတွက်ကြောင့် luxury မှုကိုရရှိစေမှာပဲဖြစ်ပါတယ်။အတွင်းထဲမှာအသုံးပြုထားတဲ့ nipple leather တရေ solid wood လှဆင်မှု Alcantara စူဒီခေါင်မိုးစတာတွေရဲ့စိန်ခံမှုတွေကိုရရှိနိုင်ပြီး digital တိုင်ကွက်မျက်နှာပြင်လှုပ်ဆောင်ချက်တွေကိုရှင်းလင်းပြသစွာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ကျုံးမဲ့ဖုန်းအားသွင်းစနစ် wireless fast charging, air compressor တို့လည်းပါရှိပါတယ်။ 7-seat ဆိုပေမဲ့ဒုတိယတန်းနဲ့တတိယတန်းထိုင်ကုန်တွေရဲ့ခြေထောက်ချစရာနေရာတွေကလည်းကျယ်ဝန်းတဲ့အတွက်ကြောင့်မို့လို့တက်တောင့်တတာနဲ့လိုက်ပါစီးနေနိုင်ပါတယ်။ driving မှုမှာဆိုရင် auto, eco, comfort, sport, off-road, snow, sun, indie ဆိုပြီးတော့ function ရှင်မျိုးကိုရွေးချယ်ပြီးတော့မောင်းနှင်နိုင်မှာပဲဖြစ်ပါတယ်။စီးစားနှုန်းကလည်းဖြန်းမြ 10.9 လီတာကို100 km ဝန်းကျင်အထိမောင်းနှင်နိုင်ပါတယ်။နောက်တစ်ခုကွာခြားချက်ကနောက်ခန်းထဲကနေအနောက်လျှော့ပါအနေမြင့်ခလုတ်ပါရှိတာမို့လို့အလွယ်တကူအတင်ချပြုလုပ်နိုင်ပါတယ်။ရင်မောင်းသူနဲ့လိုက်ပါစီးနှင်သူတွေလုံခြုံမှုရှိစေဖို့အတွက်လည်းလေအိတ်များကိုရင်မောင်းသူရှေ့ခုံမခီးတဲ့ရှေ့ဘေးဘက်ရှေ့နောက်ခေါင်းထိန်လေအိတ်များကိုလည်းလိုက်ကပုံစံအပြင်နောက်ဘေးဘက်လေအိတ်တွေကိုလည်းအသုံးပြုထားတဲ့အတွက်ကြောင့်လုံခြုံစိတ်ချစွာစီးနှင်မောင်းနေနိုင်ပါတယ်။ brake mature ရန်ကူညီပေးတဲ့စနစ် anti-lock brake system ABS electronic တည်ငြိမ်စွာထိန်းချုပ်မှုစနစ် electronic stability program ESP နှင့်ထိန်းချုပ်ထားသောအရှိန်လျှော့ချမှုစနစ် control deceleration program CDP တို့လည်းပါဝင်ပါတယ်။ပြီးတော့အလိုလျောက်ရင်ရက်တန့်ထိန်းသိမ်းမှု automatic vehicle hold AVH တောင်ကုန်းပေါ်ရပ်ထားစဉ်ထိန်းသိမ်းမှု hill hold control HHC နဲ့တောင်ဆင်းထိန်းချုပ်မှု hill descent control HDC တို့လည်းပါဝင်ပါတယ်။ reverse camera panoramic image မျက်ကွယ်နေရာအာရုံခံမှုစနစ် blind spot detection BSD ရင်မောင်းသူအခြေအနေစောင့်ကြည့်စစ်ဆေးခြင်း driver status monitoring နဲ့တရားလီဖီယာဓာတ်ရိုက်စောင့်ကြည့်စစ်ဆေးခြင်း direct tire pressure monitoring တို့လည်းပါဝင်ပြီးAdaptive Cruise Control ACC Lane Keeping Assistant LKA ထိခိုက်မှုသတိပေးစနစ် Collision Warning တို့လို Level 2 Intelligent Driving Assistance System တွေပါဝင်တာဆိုတော့ SUV luxury မှုကိုခံစားပြီးမောင်းနှင်နိုင်ပါတယ်။နောက်ဆုံးအနေနဲ့ Honji H7 SUV 3.0T V6 7-seat ကားကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တွန်းတက်မှု 0942070023 ကိုအောင် 0925229922 မှာဖုန်းဆက်ပြီးဝယ်ယူလို့ရတယ်လို့ကျွန်တော်တို့ page မှာလည်းလာရောက်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာ။